Real Madrid မှာနေရာမရခဲ့တဲ့ Andre တယောက်လိုင်ယန်ကိုရောက်သွားပြီးတဲ့နောက်ဘာတွေဖြစ်နေပြီလဲဆိုတာသင်သိပါသလား။သူဟာပြင်သစ်နေမှာလူငယ်တယောက်လိုမဟုတ်ပဲဂိုးပေါက်ရှိမှာအမှားရင်းမရှိတဲ့ဝါရင်တိုက်စစ်မှုတယောက်လိုကစားပြနေပါတယ်။ Andre ဟာလိုင်ယန်ကိုရောက်ချင်းပထမဆုံး3ပွဲမှာ၄ဂိုးအထိသွင်းယူပြီးပရိသတ်တွေကိုအားအသင့်စေခဲ့ပါတယ်။ Real Madrid ရဲ့အရန်ကုန်မှာအချိန်ဖြုံးနေခဲ့ရတဲ့ဒီဘရာဇီးကျယ်ပွဲဟာအခုဆိုရင်လိုင်ယန်တိုက်စစ်ရဲ့အသက်ဝိညာဉ်ဖြစ်လာပါပြီ။သူ့ရဲ့မြန်နှုန်းသူ့ရဲ့တန်မာမှုနဲ့ဂိုးရှစ်မှာသွေးအေးနဲ့ဆုံးဖြတ်နိုင်တာတွေကလိုင်ယန်ကိုအမှတ်ပေးစရာမှာအဆင့်တွေအများကြီးတက်လာစေခဲ့ပါတယ်။ဘော်ဘီလို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ Andre ဟာပွဲတိုင်းမှာ Man of the Match ဆုတွေကိုတင်ပိုင်နေပြီးလိုင်ယန်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေပါပြီ။ Andre ရဲ့ဒီချီစွမ်းတွေက Real Madrid ကိုမေကုန်းထုတ်စရာဖြစ်လာစေပါတယ်။သူတို့ဟာရဲနာတစ်ပါးကိုအလွယ်တကူလက်လွတ်ခဲ့ရလား။အငှားတက်တန်းကုန်လို့ Madrid ကိုပြန်ရောက်ရင်ရော Mbappe နဲ့ Vinicius တို့ရဲ့ကြားမှာသူနေရာပြန်ရပါမလား။အခုတော့သိကြပါတယ်။အခုချိန်မှာတော့ပြင်သစ်လီဂါ Andre ရဲ့ကစားကွင်းဖြစ်လို့နေပါပြီ။ကဲ Andre ရဲ့လိုင်ယန်ကခြေစွမ်းပေါ်ပရိသတ်တို့ကဘယ်လိုမြင်လဲ။သူက Real Madrid မှာပွဲချောက်ခွင့်ရတဲ့ကစားသမားလား။ကုန်းမှန်မှာဆွေးနွေးသွားကြပါအောင်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုနေ့တိုင်းကြည့်ရဖို့ကျွန်တော်တို့ရဲ့ Edge of the Pitch Channel ကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။